ဒီအမျိုးသားရဲ့ဇာအတွင်းခံလေးကမတော်တဆပေါ်သွားခဲ့ပါတယ်ဒီအမျိုးသားကလည်းဟိုဒီလှက်ကြည့်ရင်းနဲ့စိတ်ထဲမှာအတွေးတွေနဲ့ချက်လာတော့တာပေါ့ဒီမိန်းကလေးကစာရေးဆရာငါထားခဲ့လက်ထောက်တယောက်ပါသူမကသူ့အနားမှာနေတိုင်းရှိနေဖေးတာပေါ့သူကသူမကိုသဘောကျနေပေမဲ့သူ့စိတ်ကိုသူအတက်နိုင်ဆုံးထိန်းချုပ်ထားပါတယ်တရမှာတော့သူဇနီးကသူတို့သမီးလေးကိုအပြင်ခေါ်သွားတဲ့အတွက်စာရေးဆရာနဲ့ဒီမိန်းကလေးနှစ်ယောက်တည်းကြံခဲ့ပါတယ်အလုံစားလုပ်ကြတဲ့အချိန်မှာပဲဒီမိန်းကလေးကနောက်တစ်ချိန်မတော်တဆဟားသွားပြန်ပါတယ်စာရေးဆရာကချက်ချင်းပဲခေါင်းလွဲလိုက်ပေမဲ့နောက်ကနေခိုးကြည့်နေမိကပေါ့ဇညွဲအချောင်ဆွေးနွေးနေတော့မှာပဲဒီမိန်းကလေးကသူမမှာလည်းအမာရွတ်အတူတူရှိတယ်လို့ပြောပြီးအင်ကြီးကိုဆွဲချလိုက်ပါတယ်အဲ့ဒီမှာပဲသူမရဲ့အဖြူဖွဲတဲ့ပခုံးလေးကပေါ်လာတာပေါ့စာရေးဆရာလည်းစိတ်မထင်းနိုင်တော့ပဲသူမပခုံးကိုကင်ပြီးနမ်းဖို့ကြိုးစားလိုက်ပါတယ်ဒါပေမဲ့ဒီမိန်းကလေးကသူ့ကိုတွန်းထုတ်လိုက်ပါတော့တယ်ရှင်ဘာလို့တာလဲလို့သူမကမေးလိုက်ပါတယ်စာရေးဆရာကတော့ဝေခွဲမရဖြစ်သွားပြီးလူစီယာနာမင်းငေါ့ကိုအချက်ပြနေခဲ့တာမယ်လေလို့ပြန်ပြောလိုက်ပါတယ်အချက်ပြတယ်တော့လားဟုတ်တယ်လေအချက်ပြတာဘာအချက်ပြတာလဲဆိုပြီးဖြစ်ကုန်တာပေါ့ဒီမိန်းကလေးကမယုံနိုင်အောင်ဖြစ်သွားပြီးမိုက်ကဲအိမ်ထဲကနေငိုပြီးပြေးထွက်သွားပါတော့တယ်အိမ်ပြန်ရောက်တဲ့အခါမှာတော့သူမအမေကဘာဖြစ်တာလဲဆိုပြီးတကောက်ကောက်လိုက်မေးနေတာပေါ့နောက်ဆုံးမှာတော့ဒီမိန်းကလေးကအမှန်အတိုင်းပြောပြလိုက်ပါတယ်သူမအမေကအယံဒေါဖာထွက်သွားပြီးကြံနေတဲ့လာစာတွေရဖို့အတွက်ရှေ့နေစီခေါ်သွားပါတော့တယ်ဒါပေမဲ့အလုတ်ရှင်ကဒီမိန်းကလေးကိုနှောက်ယှက်ခဲ့တယ်ဆိုတာကိုကြားလိုက်ရတဲ့အခါမှာတော့ရှေ့နေကကနန်းပေါင်ဆက်နဲ့သူချက်ကြည့်လိုက်ပါတယ်လော်ချင်းငွေဒေါ်လာ2,300တောင်ရနိုင်တာကိုဒီမိန်းကလေးကတော့ကိစ္စကိုမကြီးကျယ်စေချင်ပေမဲ့သူမအမေကတော့ပိုက်ဆံကိုမြင်ပြီးလောဘတတ်တော့ပါတယ်ဒီလိုနဲ့ပိုက်ဆံကြောင့်ပဲမိုက်ကိုတရားဆွဲဖို့ဆုံးဖြတ်လိုက်ကြတာပေါ့မကြခင်မှာပဲတရားရုံးကဆင့်ခေါ်စာအင်းကိုရောက်လာပါတယ်ဒါကိုမိုက်ရဲ့ဇနီးကလက်ခံရရှိသွားတာပါသူမကအရင်ကတည်းကစိတ်ကြဝေဒနာခံစားနေရသူဖြစ်ပြီးဆေးတောက်ပြီးစိတ်ကိုထိန်းထားရတာပေါ့ဆင့်ခေါ်စာကိုမြင်လိုက်ရတဲ့အခါမှာတော့သူမခင်ပွန်းကဖောက်ပြန်နေတယ်လို့ထင်သွားပြီးစိတ်တွေစဖောက်လာပါတော့တယ်သမီးလေးကိုရေချိုးဖေးနေတော့မှခလေးကကြီးကြားနေတဲ့အတွက်ဇနီးဖြစ်သူကစိတ်မထိန်နိုင်ပဲမတော်တဆတတ်မိသွားပါတယ်တတိပြန်ဝင်လာတဲ့အချိန်မှာတော့သူမလှုပ်ခဲ့တဲ့အမားကိုလက်မခံနိုင်တာကြောင့်ဆေးတွေအများကြီးတောက်ပြီးကိုအဆုံးစီရင်သွားပါတော့တယ်မိုက်အင်ကိုအပြေးလွှားပြန်လာတဲ့အခါမှာတော့သူဇနီးကအသက်ငယ်နေတာကိုတွေ့လိုက်ရပါတယ်သူလည်းချက်ချင်းပဲအကူအညီလွှမ်းခေါ်လိုက်တာပေါ့အဲ့ဒီအချိန်မှာလဲစားပဲဘော်ကဆင်းခေါ်စာကိုမြင်သွားပြီးအချောင်းစုံကိုနားလေသွားပါတယ်သမီးလေးကိုတွေ့လိုက်ရတဲ့အချိန်မှာတော့သူလည်းရှိုက်ကီးတကင်းကိုကြွေးပါတော့တယ်တရားရုံးမှာညီနိုင်တဲ့အချိန်မှာတော့ဒီမိန်းကလေးကရောက်နေပါပြီမိုက်ကတော့နောက်ကျမှရောက်လာတာပေါ့သူကဘာစကားမှမပြောဘဲချက်လက်မှတ်ကိုဖြတ်သားပဲထုတ်ပေးလိုက်ပါတယ်ဒီမိန်းကလေးကတော့အthiếtရှိတယ်လို့ခံစားနေရတာကြောင့်သူမျက်နာကိုတောင်မကြည့်ရဲပဲခေါင်းငုံနေမိပါတယ်သူတို့ကမိုက်ကိုညီနိုင်ဖို့အခွင့်အရေးပေးချင်ခဲ့တာပေမဲ့သူကဒီလောက်အလွယ်တကူသဘောတူလိမ့်မယ်လို့မထင်ထားကြပါဘူးဒါကြောင့်ဒီမိန်းကလေးကစိတ်ထဲမှာမတင်မကျဖြစ်နေတာပေါ့ဘာဖြစ်တာလဲလို့သူမကမေးလိုက်တဲ့အခါမှာတော့သူ့ရဲ့ဇနီးနဲ့သမီးလေးမကြခင်ကပဲဆုံးသွားချပြီးတကယ်ကိုဝမ်းနည်းစရာကောင်းတဲ့အဖြစ်ချက်ပဲလို့သိလိုက်ရပါတယ်ဒီမိန်းကလေးကအိတ်လို့မရတော့ပါဘူးဆိုးရွားတဲ့အရာတစ်ခုခုဖြစ်သွားပြီလို့သူမခံစားနေရပါတယ်ဒါပေမဲ့သူမအမေကတော့ဒါလေးကိုလုံးဝကရူးမဆိုင်ပါဘူးရလာတဲ့လျော်ချင်းငွေတွေနဲ့မိသားစုကိုကန်ချေမှအပန်းဖြေဖို့ခေါ်သွားပါတယ်ဒီမိန်းကလေးကတော့အတွေးတွေထဲမှာနစ်မျောနေတာပေါ့သူမတယောက်တည်းရေတောက်ဖို့အပြင်ထွက်လာတဲ့အချိန်မှာတော့မိုက်ကိုမထင်မှတ်ဖဲတွေးလိုက်ရပါတော့တယ်